ရောင်းအားကောင်းဆုံးပြောရမှာကျွန်တော်ဥပမာလေးပြောရတော့ကျန်တဲ့ကောင်ရောင်းအားကောင်းတယ် မင်္ဂလာပါရှင်ကျန်တဲ့ကောင်ဘီလန်မြေရဲ့ Growing Together စီစဉ်ကနေကြိုဆိုလိုက်ပါတယ်အခုကတော့ညီမတို့ကျန်တဲ့ကောင်ဘီလန်မြေကိုအစိမ်တစ်ဆိုင်အားပေးလာခဲ့တဲ့ကြောက်စံမျိုးနယ်မှာရှိတဲ့မြောင်းဝင်းရီအိမ်ဆောက်ပစ္စည်းဆိုင်ရဲ့လုပ်ငန်းရှင်လေးလေးကိုအခုလိုမျိုးဆိုင်ခွဲအထိတိုးတက်အောင်မြင်လာခဲ့တဲ့ဆန်ရှင်တဦးရဲ့နောက်ကမှာဘလို့ခက်ခဲမျိုးရှိခဲ့လဲတိုးတက်လာခြင်းရဲ့လှုပ်ဝက်ချက်တရားရောဘာလဲကျန်တဲ့ကောင်ဘီလန်မြေရောဘာကြောင့်ရွေးချယ်ပြီးခဲ့လဲဆိုတာကိုတိုက်ရိုက်မြင်မှာပဲဖြစ်ပါတယ်โอเคမင်္ဂလာပါရှင်လေး မင်္ဂလာပါ โอเคလေးပထမဆုံးအနေနဲ့ပေါ့နော်လေးရဲ့နာမည်နဲ့လေးခုဦးစီးလောက်ကင်နေတဲ့ဒီလုပ်ငန်းအကြောင်းလေးကိုမိတ်ဆက်ပေးပါအောင်ရှင်ကျွန်တော်နာမည်ကတော့ဦးမင်းဟန်လို့ခေါ်ပါတယ်ကျွန်တော်တို့ဆိုင်ရဲ့နာမည်ကတော့မြောက်ဝရီအုတ်ထုံးတဲကြောက်တန်ချောင်းနဲ့အခြားဘီလက်မြေရောင်းဝယ်ရေးပေါ့ဗျာကျွန်တော်တို့ရဲ့ဆိုင်ကဒီကြောက်စင်နိုင်တဲ့နေရှိတဲ့လာတော့ဦးကြောင်သွားတဲ့လမ်းရှိရလေဦးကြောင်သွားတဲ့လမ်းချိန်သားလေးမှာလေကျွန်တော်အုတ်ထုံးတဲကြောက်ဘီလက်မြေဒီကထားရောက်ပါတယ်ဒီနေ့နောက်ထပ်မေးခွန်းလေးရပါတော့လေးဒီလုပ်ငန်းထဲကိုစတင်ဝင်ရောက်ခဲ့တာရောဘယ်နှစ်ခုနှစ်လောက်ရှိခဲ့ရင်လဲရှင်အဲ့ဒါပြောမှဆိုတော့ဒီလုပ်ငန်းလုပ်လာတော့ကြာပြီဗျတော်ကိုကြာပြီနှစ်30လောက်ရှိပြီဒီလုပ်ငန်းကိုကျွန်တော်ကအရင်စလုပ်ခဲ့တာမဟုတ်ဘူးကျွန်တော်ဒေါ်လေးဒေါ်ညူပေါ့နော်ဒေါ်ညူကအရင်စလုပ်ခဲ့တာအဲ့ချိန်တုန်းကဆိုရင်ကျွန်တော်တို့ဘီလက်မြေဆိုလို့ဆင်းမင်းဘီလက်မြေပဲရှိတယ်ရှားဘီလက်မြေမရှိဘူးဒေါ်လေးတို့စလုပ်တဲ့ချိန်တုန်းကဒီလုပ်ငန်းကိုပေါ့နော်ဒီစတင်ချိန်မှာရောလေးလေးအနေနဲ့ဘယ်လိုခက်ခဲမျိုးတွေရှိခဲ့လဲပေါ့အဲ့လိုမျိုးခက်ခဲတွေပေါ့ဒီဘယ်လိုမျိုးစိတ်တက်နေပေါ့နော်ရက်တည်ခဲ့လဲခက်ခဲတွေရှိတာပေါ့အများကြီးရှိတယ်အဓိကတော့လုံသမားပြဿနာပဲအဓိကတော့အုတ်ထုံးတဲကြောက်ဘီလက်မြေရောက်တာဆိုတော့လေဒီသဲတွေကြောက်တွေနေတဲ့ခါကျတော့ဒူလာကြီးလည်းဝယ်ရတယ်ဒူလာကြီးဝယ်ပြီးတော့ဒူလာကြီးနဲ့သူကအရောက်ဖို့စနေပို့တာဟုတ်ပို့တော့ကျတော့အဲ့မှာဘော်တွေနဲ့တင်ရတာတင်ရောက်3လောက်ဝမ်းနေတယ်အဲ့ဟိုကြောက်ထွေးလာဒီပြေဟွာဆိုအနည်းဆုံး45မိနစ်လောက်ကြာတယ်လုံသမားတွေရတယ်ကျတော့လုတ်ပါများတော့မလုံနိုင်တော့မလုံနိုင်တော့ဟိုလူကနားလိုက်ဒီလူကနားလိုက်တာအဲ့ပြဿနာတွေတော့တော်တော်ကိုကြုံခဲ့ရတယ်ဟုတ်ကဲ့လေးနောက်ထပ်သိချင်တာလေးကပေါ့နော်ဒီမာလီတို့ရဲ့ဒီကြက်လက်ကောင်ဒီလက်မြေနဲ့စတင်ပြီးတော့လက်တွဲဖြစ်ခဲ့တဲ့အကြောင်းရင်းလေးပေါ့အားကြောင့်ဒီကြက်လက်ကောင်လေးတို့လက်တွဲဖြစ်ခဲ့ရလဲဆိုလည်းသိချင်ပါလိမ့်ရှင်ကျန်တဲ့ကောင်ဘီလက်မြေနဲ့ဘာလို့လက်တွဲဖြစ်ခဲ့တယ်အောင်ဆိုတော့ကျန်တဲ့ကောင်ဘီလက်မြေစက်ရုံနဲ့ဒီမှာစဖွင့်ပြီဆိုတော့ကျွတ်သစ္စာမချိုရလေမျိုးတော်တယ်သူကနေလာပြီးတော့စက်တယ်ဘီလက်မြေကျန်တဲ့ကောင်ရောင်းကျန်တဲ့ကောင်ကရောင်းအားကောင်းတယ်သူစမ်းပြီးရောင်းကြည့်ဆိုသူကစတင်ပေးတာစတင်ပေးရနေပြီးတော့ဒီကျန်တဲ့ကောင်ရောင်းပြသွားတာကောင်းလည်းကောင်းပါလေကျန်တဲ့ကောင်စရောင်းတယ်ဆိုတော့ခုချိန်ကြီးအောင်ရောင်းအကောင်းဆုံးပဲသူကတော့ကျန်တဲ့ကောင်ဘီလက်မြေနဲ့စတင်ပြီးလက်တွဲလာခဲ့တာလေးရောရှာပြီလေအဲ့ဒီစပေါ်ကြရထားတော့စက်ရုံနဲ့စဖွင့်ကြရတာတော့ဖုန်းနဲ့တော့မမှီတော့ဟုတ်ကဲ့ရှင်ကျန်တဲ့ကောင်ဘီလက်မြေနဲ့ပတ်သက်ပြီးတော့ဒီ customer တွေဘက်ကနေပြီးတော့ဘယ်လိုတုံ့ပြန်ချက်လေးတွေရှိလဲရှင်လေးတုံ့ပြန်ချက်တွေတော့ရှိတယ်ရှိရဆိုတာဘီလက်မြေသုံးတဲ့လူတွေအားလုံးကလည်းကောင်းတယ်လို့ပြောတယ်ကောင်းတဲ့အထက်မှာထူးထူးခြားခြားပေါ့နော်ကျူပြားကတဲ့လူတွေကလေသူတို့ပြောတာပေါ့နော်ကျူပြားကတဲ့နဲ့ချားပြီးလိုက်မြင်လိုက်တဲ့ရင်ဟိုနိုင်ရန်ကတ်တွေပါလေဆိုရင်ဟိုချက်ချင်းမကတ်ဘူးကလည်းနည်းနည်းရှော့ကြတာတော့ဖြစ်တယ်လေကျန်တဲ့ကောင်နဲ့ကတ်ရင်တခါလဲအပြီးစီတခါလဲသူကဆိုငြိမ်သွားတယ်ကွာအဲဒါသူကကျူပြားကတဲ့လူမှန်တယ်များကျန်တဲ့ကောင်ပဲတော့တယ်ကဲပါရှင်လေးခုလိုမျိုးပေါ့နော်ဒီနှစ်20အတွင်းမှာလေးဒီလုပ်ငန်းသေးလေးရနေပြီးတော့ခုလိုမျိုးတိုးတက်လာတဲ့လုပ်ငန်းကြီးဖြစ်ဖို့အတွက်ပေါ့နော်လေးအနေနဲ့ဘယ်ချက်ကအဓိကကြလဲထင်ပါတယ်လေရှင်ဘယ်ချက်ကအဓိကကြားတယ်လဲဆိုရင်တော့အဓိကတော့စေနာပေါ့စေနာလို့ပြောအောင်ပေါ့နော်ကိုကပစ္စည်းမှတဲ့လူတွေဝယ်တဲ့လူတွေပေါ့စေနာမြင်နေထားတယ်ဥပမာသူကထွေလာခြင်းနဲ့မှာတယ်ဟိုထွေလာခြင်းနဲ့တင်းထွေလာခြင်းတာပြောတာသူတညီတဲ့တင်းတင်းမပြည့်ဘူးတို့ကအဲ့ကြောင့်စေနာထားပြီးတော့မောင်းမောက်တင်ပေးတယ်မောင်းမောက်တင်တဲ့တင်းပြည့်တာသုံးတဲ့လူလည်းစိတ်ချမ်းသာတော့ပေါ့ပြည့်ပြည့်ဝဝရတယ်ကိုကလည်းအဲ့လိုစေနာဆိုတော့သူတို့ကလည်းကိုယ့်ဘောတုံ့ပြန်တယ်ပေါ့နော်တုံ့ပြန်တော့ကြတော့မှားစရာရှိရင်ဒီမှာပဲအများဆုံးမှားရတယ်ပေါ့။ဒီအရာကိုပို့ပြီးတော့အနေထားပြီးတော့ကြီးချက်လာကြတာတွေ့ရလဲရှင်ပြီ။ခုလက်ရှိကတော့ဘီလက်မြေကမြန်မာစားလည်းမရှိဘူး။တို့ဈေးကောင်းနေတဲ့အချိန်မှာဆိုတော့မျိုးစုံတင်တာပေါ့။အခုချိန်ကတော့လက်မြေကမြန်မာစားမရှိဘူးလက်မျိုးပဲရှိတယ်။ဒါပေမဲ့ဟိုရောင်းအားကောင်းဆုံးပြောရမှာဆိုတော့ဥပမာလေးပြောတော့ကျန်တဲ့ကောင်ကရောင်းအားကောင်းတယ်။ဒီတော့ကွာချချက်ရှိတယ်နော်ရောင်းရတာကြတော့။ဟုတ်ကဲ့ရှင်လေးနောက်ဆုံးမေးခွန်းလေးရပါတော့။ဒီမလေးတို့ရဲ့ဒီကျက်တကောင်ဘီလက်မြေဆိုတဲ့နာမည်ကိုလေးစိတ်ထဲကနေပြီးတော့ဗောနော်။ခါစားတဲ့တခုနဲ့နှိုင်းရှင်ပြရမယ်ဖော်ပြရမယ်ဆိုရင်ဘယ်လိုစကားလုံးလေးနဲ့ဖော်ပြခြင်းလဲရှင်လေး။ပြောမယ်ဆိုတော့တို့လည်းဒီကျက်တကောင်ဘီလက်မြေရောင်းတာအားလုံးစီပြောဆိုအောင်မြင်မှုရဲ့တို့ဘဝအောင်မြင်မှုရဲ့လက်တွဲပေါ်လို့ပဲပြောချင်တယ်။ဟုတ်ကဲ့။လက်တွဲပေါ်သူလည်းဆင်ပြေကိုလည်းဆင်ပြေပေါ့နော်ကျက်တကောင်ရဲ့ရောင်းအားနဲ့သူကြောင့်ကျက်တကောင်ကတူထူးကြတာတော့ဝိတ်အမြဲတမ်းမှာတယ်ဘယ်တော့မှရော့တယ်ပြူတယ်ဆိုမရှိဘူးပုံမှန်ပဲသူကတချို့ဒီလက်မြေဆိုဝေးရော့တာတော့ကြည့်ဒီလက်မြေကတော့ဝေးရော့တာလည်းသူဘယ်ချင်းတင်တယ်ဘယ်ချင်းကဒီတိုင်းတော့လုပ်ကြအဲကြတော့
သူကလည်းမမှန်ကန်လုပ်တယ်ဒီကွန်မရီကလည်းမမှန်ကန်လုပ်တယ်တို့ကလည်းမမှန်ကန်ရောင်းပေးရဆိုတော့အောင်မြင်လို့လက်တွဲပေါ်ပေါ့တို့ဟိုလက်တွဲပေါ်ဖြစ်သွားပြီပေါ့နော် ဟုတ်ကဲ့ပါရှင်လေခုလိုမျိုးပေါ့နော်ဒီမာရီတို့ရဲ့ဒီ growing together ဆိုတဲ့ဒီ season လေးမှာပါဝင်ပေးတဲ့အတွက်ရောမိကုန်းလေးတွေကိုချိန်ပေးပြီးတော့ဖြစ်ကြပေးတဲ့အတွက်ရောပေါ့နော်ဒီမာရီတို့ဒီကြက်နှကောင်ပြီးလက်မြေကိုလည်းဆယ်တစ်စိုက်30ပေးတဲ့အတွက်ရောအပေးတဲ့အတွက်ရောကျေးဇူးအများကြီးတင်ပါတယ်ရှင်လေလေ အေးဦးကလည်းကျေးဇူးတင်ပါတယ်ပြီးတော့ခုလိုလာမေးတဲ့တော့နော်ခုလိုလည်းဒါပြောစရာရှိတဲ့စကားလေးတွေပြောလို့ရသွားတာပေါ့နော်ပြီးတော့လာမေးလို့ပြောလို့ရတာနောက်ပြီးကြတော့ကျွန်တော်တို့ဆိုင်ကိုအဲ့ဒီကျင်တဲ့လူတွေများလည်းအားလုံးကိုကျွန်တော်ပြောနေပါတယ်နော်ပစ္စည်းကိုလည်းကျွန်တော်ပြည့်ပြည့်ဝဝရောင်းပေးတယ်ပြည့်ပြည့်ဝဝတင်ပေးတယ်လိုအပ်တဲ့ပစ္စည်းလည်းပုံမှာလို့ရပါတယ်အုပ်တို့ထုံးတို့သဲတို့ကြောက်တို့ဘီလက်မြေတို့နောက်စတားခွင်းဘာညာပေါ့အိမ်ဆောက်ပစ္စည်းနဲ့ပတ်သက်အစုံရတယ်နောက်ဆုံးဟိုဒီဘောရေပိုက်ပစ္စည်းကျဲစစ်ပစ္စည်းမော်တာဘာညာစအကုန်ရတယ်တိုက်တလုံးစားတော့အကုန်လုံးဒီမှာလည်းအကုန်ဆင်နေတယ်အဲဒါလာပြီးတော့အားပေးရပါအောင်ပြောချင်ပါတယ်